ဗီဒီယိုအစမှာကောင်လေးဟာမျက်စိကိုအဝတ်စည်းထားပြီးအဝေးကပြစ်မှတ်တစ်ဆက်ခုလုံးကိုတဲ့ထီအောင်ကွင်းမလက်ပြစ်ပြနိုင်တဲ့ထူးခြားတဲ့ပါရမီရှိနေတာကိုပြသထားပါတယ်။ဒါပြီးနောက်မှာတော့သူဟာသူ့ရဲ့အမဖြစ်သူနဲ့အတူ Dark Masters မိသားစုဓာတ်မြောင်ပြစ်ပြိုင်ပွဲကိုရောက်ရှိလာခဲ့ပါတယ်။အဲ့ဒီပွဲမှာလူပေါင်းများစွာစမ်းသပ်ပစ်ခတ်ခဲ့ပေမဲ့တယောက်မှအလဲဗဟိုပေါ်စီကိုမထိခဲ့ပဲရှုံးနိမ့်မှုကို968ကြိမ်လို့စာရန်ထိုးထားတဲ့လျှို့ဝှက်ပြစ်မှတ်တစ်ခုရှိနေပါတယ်။ကောင်လေးကဓာတ်မြောင်တစ်ချောင်းကိုယူပြီးပေါ့ပေါ့ပပလေးပစ်လိုက်တဲ့အခါမှာတော့အလဲဗဟိုကိုကွက်တိထိမှန်သွားပြီးအောင်မြင်မှုတစ်ကြိမ်ဆိုပြီးစာရန်ပြောင်းသွားပါတယ်။ပြစ်မှတ်ကိုထိအောင်ပစ်ခဲ့တာသူဖြစ်တယ်လို့ကောင်လေးကပြောတဲ့အခါမှာတော့အဲ့ဒီနေရာကလူကြီးတွေကကောင်လေးကိုအသက်ငယ်သေးပြီးလေလုံးထွားနေတယ်ဆိုပြီးလှောင်ပြောင်ကြပါတယ်။ကောင်လေးကမကျေနပ်တာကြောင့်စကားအများကြီးမပြောဘဲပြိုင်ပွဲနဲ့ပဲအဖြေရှာဖို့စိန်ခေါ်လိုက်ပါတယ်။ပထမဆုံးအချိန်မှာတော့ပြိုင်ဘက် Seal Clan ရဲ့လူကြီးတစ်ယောက်ကသူ့ရဲ့အထူးဗျူဟာကိုသုံးပြီးပြစ်မှတ်3ခုလုံးကိုချင်းနှင်းဖြတ်တန်းသွားအောင်အစွမ်းပြပစ်ခတ်ပြလိုက်ပါတယ်။ပြိုင်ဘက်ရဲ့အစွမ်းကိုမြင်ပြီးကောင်လေးရဲ့အမကစိတ်ပူသွားပါတယ်။ဒါပေမဲ့ကောင်လေးကပြိုင်ဘက်ရဲ့ကွက်ကွက်ကွင်းကွင်းပြစ်နည်းဟာအမျိုးသားတွေအတွက်ပဲတင့်တော်ပြီးအမျိုးသမီးတွေအတွက်မဟုတ်ဘူးလို့ပြောပါတယ်။အဲ့ဒီနောက်ကောင်လေးကသူ့အမကို 7 Star Footwork ခြေလမ်းကွက်လက်ကောက်ဝတ်အသုံးပြုပုံစိတ်ကိုတည်ငြိမ်အောင်ထားနည်းနဲ့အားစိုက်ထုတ်ပုံတွေကိုလမ်းညွန်ပြသပေးလိုက်ပါတယ်။အမဖြစ်သူကကောင်လေးတင်ပေးတဲ့အတိုင်းစွမ်းရည်တွေကိုစုစည်းပြီးပြစ်ခတ်လိုက်တဲ့အခါမှာတော့ပြစ်မှတ်တွေကိုအားလုံးအောင်မြင်စွာထိမှန်သွားစေပြီးဘေးကလူတွေအံ့အားသင့်သွားကြရပါတော့တယ်။